ဝင်ပြပါဖေဟာဘာသာတရားကလူမျိုးတစုအတွက်ပဲပိုင်နာလားဖေဟာတချို့တွေကအသက်တွေနဲ့တိုက်ပွဲဝင်နေကြတာတွေ့ရလို့ပါဖေဟာရှေ့အရိယာသူတော်ကောင်းတွေသာသနာကိုဘလို့ကျေပြန့်အောင်ပြုလုပ်ခဲ့ကြပါသလဲဖေဟာစရထဘိက္ခုေစာရိကဒေသနာဘိက္ခုေဓမ္မဆိုတာရှိတယ်လေယဟန်တို့ဒေသစာရီလက်လဲကြတရားဟောကြဗြဟ္မစရိယံပကာတေထဆိုတာမြတ်သောအကျင့်ကိုထင်ရှားပြကြဆိုတာအကျင့်ကိုပြခိုင်းတာအဲ့တော့လောကမှာဓာရီယာဒုက္ခတွေဒီဒုက္ခရောထပ်ပြန်အောင်အကျင့်တွေဆိုတာရှိတယ်ဆိုတာကိုပြခိုင်းတာကိုယ်တိုင်လည်းကျင့်ပြီးတော့ပြရတာအကျင့်ကိုပြရမှာနော်အကျင့်ကိုပြရမှာအဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကျင့်ပြတာပဲလေမြတ်စွာဘုရားကိုယ်တိုင်ကျင့်တယ်ကျင့်ပြီးတော့ဒါလက်တွေ့ပြပြီးတော့ဟောပြတယ်အဲ့တော့သာသနာပြုတယ်ဆိုတာကဘာသာဝင်လူဦးရေများအောင်လုပ်တာမဟုတ်ဘူးအဲ့ဒါလွဲနေတာအခြားဘာသာတွေမှာတော့လုပ်ကြတာလေနှီးမျိုးစုံနဲ့အလုပ်အကင်ပေးငွေပေးအဝတ်အထည်အစားအသောက်တွေပေးပြီးတော့ဘာသာဝင်ဥတွေများအောင်လုပ်နေတာဒါကဗုဒ္ဓဘာသာတွေကလည်းအားကျပြီးတော့လည်းလုပ်ကြတာပဲလေအဲ့တော့လူဦးရေတိုးကောင်းတိုးလာပြီးမဲ့လည်းအနှစ်သာရပိုင်းကတိုးလာချင်မှတိုးလာမှာလေဒါမေဗုဒ္ဓလိုချင်တာမဟုတ်ဘူးမေဗုဒ္ဓလိုချင်တာကဓမ္မကိုသိပြီးတော့ကျင့်ကြံတာကိုလိုချင်တာကျင့်ကြံပြီးတော့ဝိဒုက္ခကလုံးမြောက်တာကိုလိုချင်တာပဲဒါဗုဒ္ဓလိုချင်တာအဲ့ဒါပဲအဲ့တော့ဦးဇင်းတို့လောက်ရမှာကလူဦးရေတိုးပွားရေးမဟုတ်ဘူးဓမ္မပြန်ပွားရေးလောက်ရမှာနော်အဲ့တော့ဓမ္မကိုပြန်ပွားသွားရင်သူ့ဟာသူဘာသာဝင်ကဝင်လာမှာပဲတချို့နိုင်ငံခြားမှာသွားပြီးတော့တရားတော်ပြကြတဲ့အခါမှာချက်ချင်းဗုဒ္ဓဘာသာမှာပြောင်းပါအောင်သူတို့ခရစ်ယာန်ဘာသာအစ္စလမ်ဘာသာအနေနဲ့ပဲလာပြီးတရားထိုင်ကြတာပါလေတရားအတော်တန်ထိုင်ရင်းနဲ့တရားနားလည်သိတိုင်အောင်တော့မပြောင်းသေးဘူးတချို့ဆိုရင်တော်တော်လေးနှစ်ပေါင်းများစွာအထုတ်ပြီးခါမှာသဘောပေါက်သွားတဲ့ခါကျမှသာဗုဒ္ဓတရဏကိစ္စမေဓမ္မတရဏကိစ္စမေသံဃာတရဏကိစ္စမေဆိုတော့သူ့ဘာသူခံဆောက်တည်သွားတာပဲအလွန်အနှစ်ပြည့်သွားတဲ့တရဏဂုံဆောက်တည်ခြင်းပဲငွေကြောင့်တရဏဂုံဆောက်တည်တာမဟုတ်ဘူးစီးပွားရေးကြောင့်ဆောက်တည်တာမဟုတ်ဘူးအဲ့ဒါဆိုရင်လည်းတရဏဂုံမရအောင်နော်အစားအသောက်ရလို့အဝတ်စားတွေရလို့တရဏဂုံဆောက်တည်တယ်ဆိုရင်တရဏဂုံမဖြစ်ဘူးတော့တရဏဂုံဆောက်တည်တယ်ဆိုတဲ့နေရာမှာဒီဖယားတို့တန်ဃာတို့ဆိုတာငါတို့ကိုတမလွန်ဘဝကြီးပွားရေးတန္တရာဝဆင်းကလွတ်မြောက်ရေးကိုတုံသင်ဆုံးမတတ်တဲ့ဆရာဆိုတဲ့အနေနဲ့စောက်တည်မှသာတရဏဂုံရတာအဝတ်စားပေးလို့စောက်တည်တာမျိုးစားစရာပေးလို့ကိုယ်ကူညီပေးလို့ဒုက္ခရောက်နေတဲ့အချိန်ကူညီပေးလို့စောက်တည်တာမျိုးတရဏဂုံမရအောင်နောက်မြင့်မြတ်တဲ့အလူခံပုဂ္ဂိုလ်အနေနဲ့နော်မြင့်မြတ်တဲ့အလူခံပုဂ္ဂိုလ်အနေနဲ့ကိုယ်ကံမှသာတရဏဂုံရတယ်တရဏဂုံရတာနှစ်ခုရှိတယ်တန္တရာဝဆင်းကလွတ်မြောက်အောင်ဆုံးမ